အရန်ကိုစားလို့ကောင်းတဲ့အုံနှုတ်ခောက်ဆွဲလေးကိုဝတ်သားလေးနဲ့ချက်ပြပါမယ်ရှင်ဗီဒီယိုလေးကိုလိုက်ပြီးတော့အဆုံးထိလိုက်ကြည့်ပြကြပါရှင်ပထမဆုံးမမေကပဲလေးနဲ့ဝတ်သားလေးကိုအရင်ပြုတ်ထားလိုက်ပါမယ်ရှင်ပဲပြုတ်တဲ့ထဲကိုဝတ်သားလေးကိုပါထည့်ပြီးတော့အရင်ပြုတ်ထားလိုက်ပါမယ်ပြီးရင်ဒီဘက်မှာကြက်ဥလေးတစ်လုံးရှိနေအောင်ဆိုတော့အကြက်ဥလေးကိုပါတစ်ခါလေးရောပြီးတော့ပြုတ်ထားလိုက်ပါမယ်ရှင်ပဲကိုမမေကနူးအောင်ထည့်ရင်ပြုတ်ထားလိုက်ပါမယ်ရှင်ပြီးရင်ဟိုဘက်မှာပြုတ်ထားတော့ဒီဘက်မှာကြက်သွန်ကြီးလေးကိုတစ်ခါလေးစင်သေးလေးလှီထားလိုက်ပါမယ်ရှင်ပြီးရင်ကြက်သွန်ဖြူနဲ့ဂျင်းနဲ့ထောင်းမှုတွေတစ်ခါလေးခွန်ခွာထားပါမယ်ထောင်းရတဲ့ကြက်သွန်ဖြူနဲ့ဂျင်းလေးလည်းရပြီးတုံးပြုတ်ထားတဲ့ဝတ်သားလေးလည်းရပြီးကြက်သွန်ကြီးလေးလည်းရပြီးထောင်းရတဲ့ပဲလေးလည်းရပြီးဆိုတော့ဟင်းလေးစားချက်ပါမယ်ရှင်ပိုးလေးဆူလာပြီးဆိုတာနဲ့အဲ့ဒီကိုစီလေးထည့်ပြီးတော့ခုနထောင်းထားတဲ့ကြက်သွန်ကြီးနဲ့ကြက်သွန်ဖြူတွေကိုစီတက်လိုက်ပါမယ်ရှင်ပြီးရင်ငူဒီမုံလေးပါတစ်ခါလေးစီတက်လိုက်ပါမယ်အဲ့ဒါကိုထောင်းထားတဲ့ပဲကိုပါတစ်ခါလေးထည့်ပြီးတော့စီတက်လိုက်ပါမယ်ရှင်မွေးလာပြီးဆိုရင်အုံနို့လေးပါထည့်ပြီးတော့တစ်ခါရင်ချက်ထားလိုက်ပါမယ်အုံနို့လေးကိုမမေကစူအောင်ထည့်ရင်ချက်ထားလိုက်ပါမယ်ဘာလို့လဲဆိုတော့အုံနို့လေးဆူလာပြီးဆိုရင်တော့အုံနို့နဲ့လေးမှုမွေးလေးနဲ့မှုပြီးတော့ကောင်းပါလိမ့်ရှင်အုံနို့လေးဆူလာပြီးဆိုရင်လည်းအဲ့ထက်ကိုရှည်လေးထည့်ပြီးတော့ရေကိုလိုတလောက်ထည့်ပြီးတော့ဆက်ပြီးတော့ချက်ထားလိုက်ပါမယ်ရှင်ရေကတော့ကိုလိုတလောက်ထက်ပေါ့နော်ကိုဝယ်ထားတဲ့ကောက်ဆွဲပုံမှာမူတည်ပြီးတော့ကိုလိုတလောက်ထည့်လို့ရပါတယ်ပြီးရင်ပြုတ်ထားတဲ့ဝတ်သားလေးရဲ့ချက်သွန်နီလေးကိုပါတစ်ခါလေးထည့်ထားလိုက်ပါမယ်ရှင်ချက်သွန်နီကိုနူးအောင်ဆိုပြီးတော့မမေကရင်စားကြတဲ့ထည့်ထားလိုက်ပါမယ်ပြီးရင်အဲ့တဲ့ကိုရတာမိုးလေးပါတစ်ခါလေးထည့်ပါမယ်ရှင်ဆိုင်ဟင်းကြုံမိုးရဲ့တကြားရဲ့ချက်သားမိုးလေးကိုပါထည့်ပြီးတော့စူအောင်ဒီအရင်တက်ထားလိုက်ပါမယ်ရှင်ဟင်းဝဲလေးဆူလာပြီးချက်သွန်နီလေးတွေလည်းနူးလာပြီးဆိုရင်တော့စားလို့ရပါပြီရှင်ဒီနေ့ကတော့ရန်ကုန်စားလို့ကောင်းတဲ့အုံနှုတ်ခောက်ဆဲလေးကိုမမေကချက်ပြလိုက်ပါရှင်နောက်ဘလူးဗီဒီယိုလေးမှာထပ်ဆုံးပါမယ်ရှင်တတား